ကျွန်တော်နာမည်ကတော့မောင်လင်းဖြူဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ AI Design Data Program ရဲ့ 11 မှာပညာသင်ကြားနေပါတယ်ကျွန်တော်ကတော့2020မှာ10နဲ့12ဟောင်းနဲ့အကြောင်းပြထားတော့ပေါ့နော်ဒီ2025အထိကျွန်တော်ကတော့အကြောင်းမှတက်ပြီးအဲ့ဒါကျွန်တော်အကြောင်းနဲ့ဝေးတာတော့ဒီကနေ့တော့ရှိပြီပေါ့နော်အဲအကြောင်းဒီအကြောင်းပြန်တက်ဖို့အတွက်စုံစမ်းတာပေါ့နော်အဲ့ဒါကျွန်တော် IT ပိုင်းနဲ့စိတ်ဝင်စားတယ်ဆိုပြီးတော့မှအဲ့ဒါလိုက်ရှာကြည့်ရတဲ့ Facebook page တစ်ခုမှာကျွန်တော်ဒီ AI Design Data Program ကိုတွေ့ခဲ့တယ်အဲ့ဒါကျွန်တော်အကြောင်းကိုစုံစမ်းရင်းနဲ့ကျွန်တော်နဲ့ကိုက်ညီမယ်ဆိုပြီးတော့ကျွန်တော်လာရောက်တက်ကြွချင်းပြပါတယ်ဗျကျွန်တော်ကတော့ရှမ်းပြည်နယ်ကွန်ဟင်းမျိုးကလာတဲ့လူဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီနေ့ဝေးနေလာတယ်လို့ပြောရမှာပေါ့နော်အဲ့ဒါအတွက်ကြောင့်လည်းဒီကျောင်းကတော့အဆောင်စီစဉ်ပေးခြင်းလည်းရှိပါတယ်ဗျဟုတ်ကဲ့အဆောင်နဲ့ကျောင်းနဲ့ကတော့လည်းအရင်ကြီးမဝေးဘူးဗျကျွန်တော်လမ်းလျှောက်လာမယ်ဆိုရင်တော့ပုံမှန်10မိနစ်လောက်ပဲရှိရဗျဟုတ်ကဲ့နောက်ပြီးကျောင်းရဲ့အဆောင်မှာလည်းဒီလိုကျောင်းသားလူငယ်ကျောင်းသားတွေအတွက်ဘေးကင်းလုံခြုံမှုလည်းအပြည့်အဝတာဝန်ယူထားခြင်းလည်းရှိပါတယ်ဗျကျောင်းရဲ့တင်ကြားရေးပိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီကျောင်းကတော့ဝိုင်းဆက်ဆံမတွေတက်ကတော်ဆက်ဆံမတွေခေါ်ပြီးတင်ကြားပေးခြင်းဖြစ်တဲ့အတွက်သူကတော့စာတွေကိုရှင်းလင်းလွယ်လွယ်ကူနဲ့ရှင်းပြပေးနိုင်တယ်ဗျနောက်ပြီးမတီးတဲ့စာတွေနားမလည်တဲ့စာတွေကိုလည်းဒီချပြန်ရှင်းပြခြင်းအကေလုံးဝများဆိုရင်လည်း individual တဦးတယောက်ချင်းကိုခေါ်ပြီးတော့တင်ကြားပေးခြင်းမျိုးလည်းရှိပါတယ်ဗျပညာချင်းတွေကိုပြောချင်တာကတော့အဖေကိုယ်တိုင်လူငယ်ပြောင်းဖြစ်တဲ့ကိုယ်ကပဲလမ်းကြောင်းလိုက်ရမလဲပြီးဖြစ်နေကိုယ်တိုင်လည်းစဉ်းစားတွေးခေါ်တတ်တဲ့အပိုင်းမှာတော့တီထွင်ဉာဏ်စကောင်းတဲ့အပိုင်းမှာတွားရောက်ချင်တဲ့ IT ပိုင်းလည်းစိတ်ဝင်စားတယ်ဆိုရင်တော့ဒီကျောင်းလာတက်ရောက်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဗျဒီကျောင်းတော့ကျွန်တော်တို့လိုမျိုး IT ပိုင်းကိုစိတ်ဝင်စားတဲ့လူငယ်တွေဘယ်လမ်းကြောင်းလိုက်ရမလဲမတီးတဲ့လူငယ်တွေဘယ်ကနေစားရမလဲမတီးတဲ့လူငယ်တွေကအကောင်းဆုံးလမ်းညွှန်ပေးနိုင်တဲ့ကျောင်းတစ်ကျောင်းဖြစ်တယ်လို့ကျွန်တော်တို့ comment ပေးချင်ပါတယ်ဗျအခုရဲ့ကိုယ်တိုင်ကလည်း programmer တက်ဖြစ်ချင်တယ်ဒါမှမဟုတ်ရင် IT နယ်ပယ်မှာလှုပ်ရှားနိုင်တဲ့သူကြောင့်ဖြစ်ချင်တယ်ဆိုရင်တော့ဒီကျောင်းကို join ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဗျ